ကျွန်တော်တော်ယောဂတက်တာတော့ပဲမဲ့ကောင်မလေးကပြန်မချက်လို့နှလုံးခုန်တော့ပုံမှန်မဟုတ်သေးဘူးဗျညနေရလဲစောင်းနေပါပြီအဲ့အချိန်လေးစိတ်မှာအတန်ကြားရတာကြောင့်ကြည့်လိုက်တော့အကိုစောဖြစ်နေခဲ့တယ်အဖွားရှိလားမမောင်ဘာလို့လဲဗျပြောကြကိစ္စရှိလို့ကွာကျွန်တော်လည်းအကူစောလာတယ်လို့အဖွားကိုအော်ပြောပြီးတကားတော့ဖွင့်ပေးလိုက်တာပေါ့ဗျာကိစ္စရှိလို့တဲ့အဖွားအကူစောအသေးချတော့မထိုင်ရသေးဘူးအဖွားမေးလိုက်တယ်ဗျဘာဖြစ်ပြန်ပြီလဲအေးဦးလေးအောင်ရဲ့အကြောင်းဗျကျွန်တော်လန့်သွားတာပေါ့ဗျာဒီနာမည်ကတအားကြောက်စရာကောင်းတာပါအဖွားလည်းကျွန်တော်လိုပဲခံစားရတယ်ထင်ပါတယ်ဘာလို့လဲပြဿနာရှိလို့ကျွန်တော်ပြောပြမယ်အကိုစောကလိုရင်းတူရှင်းသမားဆိုတော့မြန်မြန်ပဲစပြောပြခဲ့ပါတယ်ဦးလေးအောင်အိမ်မက်ပြီးတယ်သူမသေးသေးဘူးတဲ့အခုတွင်းထဲမှာအသက်ရှူအရန်ကျက်လို့အမြန်လာခေါ်ပေးပါတယ်ပြီးတော့ရွာညီအကိုမောင်နှမအားလုံးသူ့ကိုလာကြိုပေးပါတယ်ဒီညအပြီးလာခေါ်ပါတယ်ဗျအဲ့ဒါကြောင့်လာပြောတာအဖွားစိတ်မကောင်းဖြစ်သွားခဲ့တယ်ဗျကျွန်တော်ကတော့ကြောက်တာပဲသိပါတယ်တေတော့ကလည်းကြောက်ဖို့ကောင်းတယ်ပြန်ရှင်လာတော့လည်းပိုကြောက်ဖို့ကောင်းနေပြန်ရောဗျတေပြီးလို့ရက်အကြာကြီးမြုပ်ထားပြီးသားသူကပြန်ရှင်လာတယ်ဆိုတာဘယ်လိုဖြစ်နိုင်မှာလဲပေါ့တကယ်ဆိုရင်တော့ကျွန်တော်ကတော့တွားမကြည့်ရဲပါဘူးအကူစိုးကတော့တေးပြီးမှပြန်ရှင်လာတဲ့သူလည်းတွေ့ဘူးတယ်ဗျ9ရက်ကြာပြီးတော့ပြန်ရှင်လာသေးတာပဲတဲ့အကူနေခဲ့ဘူးတဲ့မြို့မှာတော့အဲ့လိုပြန်ရှင်လာတဲ့သူတွေ့ဘူးတယ်လို့ပြောတယ်ဗျတကယ်ပါအဖွားပြန်ရှင်လာတဲ့သူတွေပြောတာတော့သူတို့လူမခေါ်တော်တာတဲ့ငရဲကိုရောက်လို့စစ်တော့မှမဟုတ်မှန်းသိပြီးပြန်ပို့ကြတာတဲ့အဲ့လိုလူတွေအများကြီးပဲနင်ဘယ်ဟာတွေကြားလာလဲဟုတ်မဟုတ်တော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ဖုံဖုံကတော့အိမ်မက်ပေးတယ်ဆိုတော့လုပ်ပေးလိုက်တယ်အကိုစောအဲ့လိုပြောတော့အဖွားကလည်းမသေးကြသလိုပြောပါတယ်ငါစိတ်မကောင်းပါဘူးဟဲ့ဒါပေမဲ့အလကားဖြစ်မှလဲစိုးတယ်ကျွန်တော်လည်းမသိပါဘူးဗျာသူကအိမ်မက်လာပြီးလို့လာပြုတ်ပြတာငါဘယ်တော့သွားရမှာလဲအတူတူသွားကြမယ်လေကျွန်တော်တခါလေးလာခေါ်တာဒီမြေထဲကအလောင်းတူပွဲကိုကျွန်တော်လည်းမလိုက်ချင်ပဲလိုက်သွားခဲ့ရတာပေါ့ဗျာအိမ်မှာတယောက်တည်းလည်းမနေရဲခဲ့ဘူးဗျာဒါပေမဲ့တူးတဲ့အချိန်ကျရင်အနာတော့မကြည့်ဘဲနဲ့အဝေးရပဲနေမယ်လို့တွေးထားလိုက်တယ်အားလုံးဦးလေးအောင်ရဲ့အိမ်မှာစုပြီးတဲ့နောက်ဘုန်းကြီးကျောင်းကိုအတူသွားခဲ့ကြတယ်ဗျကျောင်းချေရောက်တော့တရေအချောက်ခံခဲ့ရပူတာကိုတောင်တွေးပြီးလမ်းမိသေးပါတယ်အခုကနေအောင်ရှိနေလို့တော်သေးတာဗျတော့ကြမှောင်သွားရင်ဘယ်လိုလုပ်မလဲပေါ့နော်အဲ့နေရာမှာတရေရှိတာသိကြပါတယ်တူဖို့အချင်းကမရောက်သေးတော့အကုန်လုံးလူစုခွဲပြီးစကားပြောနေခဲ့ကြတယ်ဗျတချို့ကလည်းဝါသာကြပြီးတချို့ကြပြန်တော့လည်းစိတ်လေးနေကြပုံပေါ်ပါတယ်တေတာ9ရက်အတိပဲရှိနေပြီတရေပဲထွက်လာလိမ့်မယ်လူကမြေကြီးထဲမှာအသက်ဘယ်လိုရှူမှာလဲထားလိုက်စမ်းပါခဏနေသိလိမ့်မယ်နားထောင်ရင်ကျွန်တော်လည်းပိုလန့်လာတယ်ဗျနေရောင်းကကြလာလေလေပိုကြောက်လာလေပါပဲဖုံးကြောင်ခေါင်းလောင်းကြီးတီးချိန်ရောက်လာပြီးခွေးတွေကလည်းသူတို့တဘာဝအတိုင်းဟောင်းနေကြပါတယ်အဲဒီနောက်တော့အကုန်လုံးဖုံးကြောင်ဘေးကတင်းချိုင်းမှာတွားတူးကြတော့တယ်ဗျလူကြီးတွေကလည်းတရက်ထွက်တဲ့အချိန်ပဲလို့ပြောကြတော့ပိုကြောက်တာပေါ့ဗျာအချိန်ကြပြီလားအရှင်ဖေဟာမေးတန်နေဇက်တိုက်ထွက်လာခဲ့ပါတယ်တူးလိုက်စမ်းပါသေနေတာ9ရက်ရှိပြီဘလို့ပုံစံပေါက်နေမလဲသိချင်တယ်ကျွန်တော်အနေနဲ့ပြောရင်ဒီလိုပြောတဲ့သူတွေတကယ်မုန်းစရာကောင်းပါတယ်တချို့ကြတော့လေကိုယ်တိုင်မှာဝင်တူးကျင်ကြသေးတယ်ဗျတကယ်ညင်ညစ်ပတ်ပတ်တွေနဲ့ကိုယူနေပုံရပါတယ်အချိန်ကြာလာလို့တူးပြီးအလောင်းကတကယ်ရှင်လားမရှင်ဘူးလားဆိုတာ
ဘသူကြီးရဲ့မလဲသိကျင်သေးတယ်ပေါ့ဗျာဘိုးဘွားကအချိန်ကြပြီလို့ပြောလိုက်တော့နည်းနည်းတတ်သိရှိတဲ့ရွာသားတွေကစတူးကြတော့တယ်ဗျတူးတဲ့သူကရပြီလို့ပြောတဲ့အတန်ကိုကြတော့ကျွန်တော်လည်းအဖွားနောက်ကိုဝင်ပုံပြီးဝေးဝေးနေလိုက်ပါတယ်တွင်းထဲရတဲ့အပုံးနံကြောင့်လည်းပိုကြောက်မိခဲ့တယ်ဗျဘယ်ဘက်ကစတူးရင်ကောင်းမလဲဆိုပြီးညှင်းနေကြတဲ့သူတွေလည်းရှိပါတယ်ခဏနေတူးပြီးသွားတော့ဘသူမှကြည်ရတဲ့သူမရှိပါဘူးဘသူကြည့်မှလဲဘသူမှပြန်မဖြေကြတော့ဖုံဖုံနဲ့ကိုရင်နှစ်ပါးပဲကူးပေးရတော့တာပေါ့ဗျာပြင်များခွာတန်ကတကြစ်ကြစ်နဲ့မကောင်းဆိုးဝါအတန်လိုပါပဲတန်နေမြေပေါ်ကြတန်တဲ့အတူတော်တော်ကြောက်စရာကောင်းခဲ့တယ်ဗျခဏနေတော့အခေါင်းဖုံးကိုဖွင့်လိုက်တန်ကိုကြားရပြီမယ်ဘသူမှအတန်မထွက်ရဲကြပါဘူးအတင်းပြောတန်တော့မကြားရဘူးဗျအလောင်းတွေကထွက်လာတဲ့အပုံနဲ့ဟိတ်ငနဲ့ဆိုတော့အကုန်လုံးအထွက်တော့မလို့ပါပဲဘာလို့ဒီလောက်နန်းနေတာလဲအရှင်ဖေအေးရေမချိုးရလို့များလားမဖြစ်နိုင်တော့ဘူးတပည့်တော်တို့တူးမအောင်စောင့်နေတာများလားအသက်ရှိနေတဲ့လူပုံမရအောင်တော့ကျွန်တော်လဲကြောက်ကြောက်နဲ့အဖွားနဲ့ကိုစောကိုအသေးချာကိုင်းထားလိုက်တာပေါ့ဗျာပဝန်းကျင်တစ်ခုလုံးမှောင်မဲနေပြီးလေတိုက်တန်တိုးတိုးကြောင့်တိရွက်တွေလှုပ်ခတ်နေပုံကမသိရင်အမောင်ထဲမှာမကောင်းဆိုးဝါးတကောင်ရှိနေတယ်လို့ပါပဲကျွန်တော်စိတ်ထဲကတော့ဘာလို့မြန်မြန်ပြန်မမြုပ်လိုက်တာလဲလို့နန်းလို့သေးတော့မယ်လို့ပြောနေမိတယ်ဗျတချို့ကလည်းပြန်မြုပ်မယ်တချို့ကလည်းအသေးချောင်စောင့်ကြည့်အောင်မယ်ဆိုပြီးညင်းခုန်တန်တွေကကျွန်တော်ကိုရင်တုံးကြည့်ပါတယ်အဲ့ချိန်ပဲလူတယောက်အတန်ကိုကြားလိုက်ရတယ်ဗျထလာပြီကျွန်တော်လည်းကြက်သိမ်းထသွားတာပေါ့ဗျာအားလုံးလည်းအတူတူလောက်ပါပဲသိကျင်တဲ့သူတွေကလည်းဝိုင်းကြည့်ကြညှင်းခုန်ကြပေါ့ကျွန်တော်ကတော့အဖွားဘေးကချောင်းကြည့်လိုက်ပြီးဒီနန်းစောနေပြီးအဝတ်တွေနဲ့ပတ်ထားတဲ့အလောင်းကဘလို့အသက်ပြတ်ရှင်လာမှလဲလို့တွေးမိခဲ့ပါတယ်လူတွေကလည်းတော့မကြည့်ရေးကြပါဘူးကိုကြီးလိုက်ကြပါဦးလူလဲနိုးလာပြီဘလို့ပုတ်နေနိုင်မှာလဲအရေးပြားပဲနေမှာပါအဝတ်ကိုဖယ်လိုက်လေဦးလေးအောင်အသက်ပြန်ရှင်အောင်လုပ်ပြီလို့ကျေးဇူးပါပဲအရှင်ဖေတချို့လဲဝမ်းသာလို့မျက်ရည်ပါကျနေကြတာပေါ့ဗျာအခေါင်းကြီးကိုတွင်းနေရတဲ့ပြီးအပိနေဘေးချလိုက်တော့လူတွေလဲဝေးဝေးဖဲပြီးလိုက်ကြပါတယ်အနမ်းကြောင့်လည်းဖြစ်နိုင်တယ်လို့ဒါကအလောင်းကြီးဆိုပြီးသိနေတာကြောင့်လည်းဖြစ်နိုင်နေဗျလူတွေလည်းစိတ်လှုပ်ရှားနေကြတာပေါ့ဗျာခဏနေဆိုပုတ်နေတဲ့အလောင်းကြီးကအသက်ပြန်ရှင်လာတော့မှဖြစ်တာကြောင့်ပါကျွန်တော်အဖွားဘေးကကြည့်လိုက်တော့အလောင်းကြီးကိုအဝတ်စားနဲ့ချေးထားပြီးအပုပ်ရည်တွေနဲ့ပေပွားနေခဲ့တယ်ဗျကျွန်တော်မသိတဲ့လူ2ယောက်3ယောက်ကဓားယူပြီးအဝတ်စားကြီးကိုဖျက်ပေးလိုက်ပါတယ်အပေါ်တစ်လွှာကိုဖယ်ပြီးတော့နောက်တစ်လွှာကိုဖယ်လိုက်ရင်တည်တဲ့သူရှိနေပြီဆိုတော့သိထားတော့ပူရင်တုံမိတယ်ဗျအဲ့အချိန်အတွင်းလွှာကွာကျသွားပြီးတော့တာမန်လူတွေလိုပဲပုတ်ပွားနေတဲ့အလောင်းကိုတွေးလိုက်ရပါတယ်ပြန်ရှင်လာတဲ့သူနဲ့လုံးဝမတူဘူးဗျအပုံနံလည်းဟောင်းထပြီးအသက်မရှူဘဲနေရင်တော့လေဘေးနဲ့အထိဝင်လာတာနေရအတော်ခက်စီပါတယ်ဒီလူတွေဘာလို့များတရေကိုတူးချင်ရတာပါလိမ့်ပေါ့လူတွေအချင်းချင်းညင်းကုန်ကြပြီးဘသူကထလာပြီလို့ပြောတာလဲလို့အငင်းပွားကုန်ကြတယ်ဗျအဲ့အချိန်အလောင်းရဲ့ပါဇက်ကပွင့်လာခဲ့ပါတယ်မိအိမ်ရဲ့အလင်းရောက်အောက်မှာအသေးချာမြင်နေရတဲ့အလောင်းရဲ့ကြောက်စရာကောင်းတဲ့ပုံစံကြောင့်အကုန်နောက်ဆုတ်ကုန်ကြပြီးမင်းကလေးတွေဆိုလဲငိုကုန်ကြတယ်ဗျခွေးတွေကလည်းတရေကိုကြိုးစိုးနေတယ်လို့ဟောင်းနေကြပါတယ်ဖုံဖုံနဲ့ရွာသားတွေလည်းကြောင်းပြီးကြည်နေကြတယ်ဗျအသက်ကြီးသူ့ပရာစားကြီးကအဝတ်စားနဲ့အလောင်းရဲ့မျက်နှာကိုအုပ်လိုက်ပြီးဇရက်ကြီးစီတဲသွားဖို့ပြောလိုက်ပါတယ်ဘယ်သူမှမတဲချင်ကြတာနဲ့မတဲခင်ကရင်းနှီးခဲ့ဘူးတဲ့အဖွားကြီး2ယောက်ကပဲကိုတဲပေးခဲ့တယ်ဗျအနောက်မှာတင်းကျန်းဆိုတာသိထားတော့ဘယ်သူမှနောက်ပြန်မကြည့်ရဲကြပါဘူးကျွန်တော်ကိုယ်တိုင်လည်းအရှိတအားရောက်ရင်ဦးလေးအောင်ရဲ့အလောင်းနဲ့ကတ်နေမှာကြောက်ပြီးအလဲကရှောက်လာခဲ့တာပေါ့ဗျာ
အဲညတော့ဇရက်တစ်ခုလုံးမီးတွေထိန်လင်းနေခဲ့ပါတယ်အလောင်းကိုမြန်မြန်ပြန်နိုးလာနိုင်အောင်လှုပ်နိုင်တဲ့ဖုန်းကြီးကလုံးရေမန်းတွေဘာတွေကလည်းဖြန့်ပေါ့လူကြီးတွေကလည်းအသက်ရာကျော်ရှိပါစေလို့ဆုတောင်းပေးကြတာပေါ့ဗျာဒီလိုနဲ့ဗျာအသက်ရှင်လာပြီးသူတီတုံးကနေရမှာပဲပြန်နေခဲ့တယ်ဗျအခုဆိုရင်9ရက်မြောက်နေ့ရှိသွားပြီဖြစ်ပြီးထနိုင်ထိုင်နိုင်လှုပ်နိုင်လာပြီဖြစ်ပါတယ်ကျွန်တော်ကတော့အခုထိမယုံနိုင်သေးဘူးဗျဒါက9ရက်လောက်သေးပြီးမှပြန်ရှင်လာတဲ့အလောင်းဖြစ်ပြီးထလာတော့လေပုတ်ပွားနေကဘလို့ကောင်းအောင်ကုနိုင်မှာလေပေါ့ဒါကြောင့်ပြန်ထလာကြတဲ့ကတခါမှမျက်လုံးချင်းမစုံဘူးပါဘူးသူ့မျက်လုံးတွေကအရင်ကနဲ့မတူတော့ပဲအမြဲတမ်းတစ်ခုခုကိုကြံစီနေပုံရတယ်ဗျအရင်ကဦးလေးအောင်ကကျွန်တော်ကိုအရန်ချစ်တာပါဒါပေမဲ့အခုတော့အဲ့လိုအရေးအယောင်တော့မတွေ့ရတော့ပါဘူးပြီးတော့ဘာလို့မှလည်းမမှတ်မိဘူးဗျဒါမှမဟုတ်ယောဂမတတ်တာသေးလို့ဘာကိုမှမမှတ်မိတာပဲလားဒါကြောင့်ပဲအရင်လိုမျက်လုံးနဲ့မတူတာလားတော့မသိပါဘူးနောက်ထပ်တန်တရားဝင်စရာကောင်းတာသူ့အရန်ချစ်တဲ့ခွေးကလုံးဝအနားမကပ်ပဲတွေးလိုက်တာနဲ့ဟောင်းနေတာပဲဖြစ်ပါတယ်ရွာသားတွေကအတူလာနေဖို့ခေါ်ပေမဲ့လူတွေနဲ့မတူပဲတီးတန့်နေခြင်းနဲ့ဆိုတာကြောင့်ဘယ်သူမှမနေတဲ့အကာမပါတဲ့အိမ်မှာပဲနေဖို့စီစဉ်ပြီးနိုင်ကြတယ်ဗျကျွန်တော်လည်းဦးလေးစီကိုအစားတောက်သွားပေးဖို့ခိုင်းမိမယ်လုံးဝမသွားခဲ့ပါဘူးတေရွာပြန်လာကြတဲ့ကတခါမှအနားမကပ်ပဲအဝေးရတာကြည့်မိတယ်ဗျကျွန်တော်အိတ်တဲ့တောင်းကဦးလေးအိတ်တဲ့နေရာနဲ့ဝေးပေမဲ့ဗရိတ်မောက်ကကြည့်လိုက်ရင်အရိတ်ကိုမြင်နေရသေးပါတယ်ပြီးတော့နေရာလည်းမှောင်တော့ကျွန်တော်တစ်ဖက်ထဲကသာမြင်နိုင်ပုံရတယ်ဗျဦးလေးအိတ်နေတဲ့နေရာကိုကြည့်တော့မုတ်တုတ်ကြီးထိုင်းနေတာတွေ့ရပြီးမအိတ်သေးပုံပေါ်ပါတယ်တရွာလုံးအကုန်အိတ်နေကြပြီးမအိတ်သေးတာကျွန်တော်နဲ့ဦးလေးပဲရှိပုံရတယ်ဗျCKO မှာဖုန်းဖြည့်ရေးဆွဲနိုင်မဲ့ 2D animation ကာတွန်းသင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ software သွင်းပြီး animation အခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့ animation movie တွေကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနည်းပညာနဲ့မိမိရဲ့စိတ်ကူးရင်ကဘာကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းသူများအတွက် CKO မှာ Yo-Yo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းနှမျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော် Facebook group Telegram channel ကနေ CKO team မှာ 2D animation manager ကိုယ်တိုင်ဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနံသူများအတွက် Yo-Yo Class 2သိန်းကျပ် Master Class 3သိန်းကျပ်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာသင်တန်းသားအကန့်အသတ်ရှိသလိုသင်တန်းကြီးကလည်း February လကုန်တာနဲ့ပြောင်းလဲတော့မှာဖြစ်လို့အခုအပ်ချင်အခုပဲအပ်လို့ရပါပြီခင်ဗျာ